ကန်ပီတာစီနီရဲ့တက်ရောက်မှုဟာမော်နတ်တို့မဟုတ်ကာလီပီဒီယာကိုနားလည်တဲ့သမားတော်တွေကျင့်ကြံတဲ့အရာဖြစ်တယ်။ကန်ပီတာစီနီဟာတင့်ကိုပိုင်ဆိုင်သွားရင်တင့်ဆန်တဲ့အားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့စွမ်းအားရှိတဲ့vision တကောင်ဖြစ်တယ်။ဒီ vision ကိုအောင်မြင်အောင်လုပ်နိုင်တဲ့သူဟာအတိတ်ပြီးဟုတ်ပန်တဲ့အနာဂတ်ရဲ့အသိပညာအားလုံးကိုရရှိသွားတဲ့တင်နာတဲ့ကိုလာရောက်ပြီးကဘာပေါ်ကရှုဝတ်ချက်အားလုံးကိုပြောပြနိုင်တယ်ဒါပေမဲ့ကန်ပီတာစီနီတန်နီယာရဲ့ကျင့်ကြံမှုအလွန်အန္တရာယ်များတဲ့သမားတော်ဟာသူ့ရဲ့တော့ဒီနဲ့အသက်ကိုဆုံးလွတ်ရတဲ့ဗီဒီယိုမျိုးဖြစ်တယ်။ခင်ဆုံးပါပြီးနောက်အာဒီတီယာဟာအကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတဲ့ပညာရေးမှာလည်းကြာရှုံးပြီးသူ့အမေရဲ့ကျန်းမာရေးကလည်းဆိုးရွားလာခဲ့တဲ့အရာအလုံးကြောင့်ပြင်ပန်းနှံ့နေတဲ့အခါမော်နက်လန်းကိုရွေးချယ်ခဲ့တဲ့အဲ့ဒီအခါမှာကန်ပီတာစီနီကြောင့်တယောက်ယောက်စီကနေတီးခဲ့ရတယ်အာဒီတီယာဟာကန်ပီတာစီနီကိုကျင့်ကြံမှုစတင်ခဲ့တဲ့သူ့ရဲ့အိတ်ဆက်ခြင်းပျော်ရွှင်မှုသူ့ဘဝအလုံးကိုဆွန့်လွတ်ခဲ့တဲ့တညမှာတော့ဒေါ်နက်ကြီးထဲမှာကန်ပီတာစီနီကိုကျင့်ကြံနေတုန်းမှာအဲ့ဒီ vision ဟာသူ့ရှေ့ကိုရောက်လာတဲ့အဲ့ဒီနေမို့အဘဲကန်ပီတာစီနီကအာဒီတီယာရဲ့ vision ကိုသိမ်းပိုက်ခဲ့တယ်။အဲ့ဒီလိုသိမ်းပိုက်လိုက်တဲ့အတွက်အာဒီတီယာဟာအချိန်သုံးပါဖြစ်တဲ့အတိတ်ပိဟုတ်ပန်အနာဂတ်အသိပညာကိုရရှိလိမ့်မယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီအချိန်ကစားပြီးအာဒီတီယာရဲ့ဘဝဟာပြောင်းလဲသွားတဲ့သူ့ဘဝမှာအရာရာအဆင်ပြေလာတဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းဟာကန်ဒေါ်လာတန်းပေါင်းများစွာတန်ဖိုးရှိလာပြီးသူ့အမေရဲ့ကျန်းမာရေးလည်းကောင်းမွန်လာခဲ့တယ်ဒါပေမဲ့ဒီຢာတွေအားလုံးအတွက်တန်ဖိုးတစ်ခုပေးဆက်ရတဲ့သူ့ဘဝဟာတခြားသူတစ်ယောက်နဲ့ထပ်မံချိတ်ဆက်လို့မရတော့ဘူးအခုသူအွန်စလီနဲ့နီးစပ်လာတဲ့အခါကန်ပီတာစီနီဟာပြန်လို့လာခဲ့ဒါဖြစ်တဲ့အွန်စလီရဲ့အိမ်သူမရဲ့မိသားစုအားလုံးကိုဒီမောက်မိုက်ချင်းထဲဆွဲခေါ်သွားခဲ့တာဖြစ်တယ်။အွန်စလီဟာသူ့ခြေထောက်အောက်မြေကြီးတွေပျောက်ကွယ်သွားသလိုခံစားလိုက်ရတယ်။အွန်စလီအဖေကဒါတွေအားလုံးကိုအာဒီတီယာကိုယ်တိုင်လာရောက်ပြောပြခဲ့ကြောင်းနဲ့သူတို့နှစ်ယောက်ဟာအာဒီတီယာနဲ့အွန်စလီကိုကန်ပီတာစီနီရဲ့ကျိန်စာကနေအပြီးအပိုင်လွတ်မြောက်စေဖို့ဒီပူဇော်ပွဲကိုပြုလုပ်နေကြောင်းပြောပြခဲ့တယ်။အဲ့ဒီလိုပြောနေတုန်းမှာပဲရုတ်တရက်သတိလနေတဲ့အာဒီတီယာသတိရလာပြီးသူ့ရဲ့မျက်လုံးတွေဟာအဖြူရောင်ဖြစ်သွားတဲ့သူ့မှာအယမ်းကိုအင်အားကြီးမားလာတဲ့အတွက်သူ့ကိုချီထားတဲ့ကြိုးတွေကိုဖျက်လိုက်ပြီးအွန်စလီလေဘင်းကိုဆွဲကင်ကလေးထဲမြောက်တင်လိုက်တဲ့အာဒီတီယာဟာသူ့ကိုယ်သူမထိန်နိုင်တော့ဘူးသူဟာမိန်းမတစ်ယောက်ရဲ့အတန်နဲ့ကြလောင်စွာရေမောနေတဲ့အွန်စလီစူးစားပေမဲ့ဘာမှမလုပ်နိုင်ဘူးအာဒီတီယာရဲ့ကိုယ်ထဲမှာကြောက်မက်ဖွယ်ကန်ပီတာစီနီကိုပဲသူမြင်နေရတယ်ပုံနာကြီးကအတန်ကျဲကျဲနဲ့မနန်တွေရွတ်ဆိုနေပြီးအွန်စလီအဖေကအာဒီတီယာကိုဓာတ်ဖို့စူးစားနေတဲ့အဲ့ဒီအခါအာဒီတီယာကသူ့ရဲ့နောက်လက်တစ်ဖက်နဲ့အွန်စလီအဖေကိုအပြင်းထန်တွန်းလိုက်တဲ့အတွက်သူဟာဖျားเจ้าနံရံကိုသွားတိုက်မိပြီးဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့အွန်စလီဟာဖြည်းဖြည်းချင်းအသက်ရှူရလိုနေပါဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲပုံနာကြီးအားကောင်းတဲ့မနန်တစ်ခုကိုရွတ်ဆိုပြီးရေအိုးထဲကရေအားလုံးကိုအာဒီတီယာပေါ်ပတ်ဖြန်းလိုက်တယ်အဲ့ဒီနောက်မှာအာဒီတီယာဟာယူသွတ်နေတဲ့သူလိုအော်ဟစ်ပြီးရော့ပလလင်ထဲကမီးပုံထဲလဲကျသွားတဲ့အဲ့ဒီမီးပုံထဲမှာအာဒီတီယာမဟုတ်ပဲကြောက်မက်ဖွယ်ကန်ပီတာစီနီတာလောင်ကျွမ်းနေသလိုထင်ရတဲ့ခါအကြမှာပဲအဲ့ဒီကန်ပီတာစီနီဟာမီးထဲကနေထွက်ပြေးပြီးပျောက်ကွယ်သွားတဲ့ပုံနာကြီးကမီးကိုအမြန်ချင်းပြီးအာဒီတီယာပေါ်ရော့ပလလင်ကပြတွေကိုလိမ့်ပေးလိုက်တဲ့အာဒီတီယာရဲ့ခန္ဓာကိုယ်မှာမီးလောင်တံရာတစ်ခုမှမရှိပေမဲ့သူဟာချက်ချင်းသတိလစ်သွားခဲ့တယ်